ဒီနေ့မှာတော့ th ကိုဆိုပြီးအတန်ထွက်ရတယ်ဒီ th ကိုပဲလေမင်းတုံခါပြီးတော့ဆိုပြီးအတန်ထွက်ရတာရှိတယ်ဒါပေမဲ့ th ပါတိုင်းဆိုပြီးအတန်ထွက်ရတာမျိုးမဟုတ်ဘူးသူ th ပါပေမဲ့အဲ့နေရာမှာဆိုပြီးအတန်မဲ့ထွက်ရတဲ့စာလုံးလေးတွေရှိတယ်ဥမာအနေနဲ့ Thailand ကျမတို့သွားပြီးတော့ Thailand မဟုတ်ဘူးကျမတို့ဘာဖြစ်လဲထတန်နဲ့ပဲထွက်တယ် Thailand နောက်တစ်ခုတိမ်မဟုတ်ဘူး Thames ထတန်နဲ့ပဲထွက်တယ်ဒီ th နေရာကိုကျမတို့ကဗမာလိုရေးတဲ့အခါမှာဆိုရင် Thomas လို့ရေးတယ်တကယ်တော့ Thomas တတန်မဟုတ်ဘူးကျမတို့ထတန်နဲ့ပဲပြောမယ် Thomasနောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်